ဂျပန်ကိုအကြောင်းသွားတက်ဖို့ပြင်ဆင်နေတဲ့သူတိုင်းသိချင်နေကြတဲ့မေကွန်းကတလားကိုဘယ်လောက်ကုန်မလဲဆိုတာပါပဲ agency တွေပြောပြတဲ့စည်ရင်းတွေထက်ပိုတိကျတဲ့ဂျပန်ရောက်အကြောင်းသားတွေတကယ်သုံးနေရတဲ့ကုန်ကြစည်ကိုဒီဗီဒီယိုမှာတွက်ပြပေးသွားမှာပါဒီဗီဒီယိုအဆုံးမှာတလားစာစုစုပေါင်းဘယ်လောက်ရှိမလဲဆိုတာကို summary လုပ်ပြီးသွားမှာမလို့အဆုံးထိကြည့်ပေးကြပါအောင်နော်အကြီးမားဆုံးကုန်ကြစည်ကတော့အိမ်လကပါတိုကျိုလိုမျိုးကြီးတွေမှာဆိုရင်တယောက်တည်းနေရင်ရန်6000ကနေ8000ကျော်ထိရှိနိုင်ပါတယ်တကယ်ချင်းနဲ့ share နေရင်တော့3000ခွဲကနေ9000ကြားလောက်တက်တာသွားပါလိမ့်မယ်နယ်မျိုးတွေမှာဆိုရင်2000ခွဲကနေ4000ကြားပဲရှိတတ်ပါတယ်မိဖို့ချောင်းသုံးတဲ့မီတာက gas ကားတွေကတော့တစ်လကိုရန်8000ကနေ1000ကျော်ကြားရှိတတ်ပါတယ်နွေရာသီနဲ့ဆောင်းရာသီမှာအဲကွန်းသုံးရင်ပိုတက်နိုင်တာသတိထားရပါမယ်နောက်တစ်ခုကစားစရိတ်ပါအပြင်မှာအများတန်းစားမယ်ဆိုရင်တစ်လကိုရန်9000ကနေ6000အထက်အသာလေးကုန်နိုင်ပါတယ်ဒါပေမဲ့ကိုယ်တိုင်ချက်စားရင်တော့ရန်2000ခွဲကနေ3000ခွဲကြားနဲ့လုံလောက်အောင်သုံးလို့ရပါတယ်ညနေခင်း9နာရီနောက်ပိုင်းစူပါမားကတ်တွေမှာ discount ပေးတဲ့အစားအစာတွေကိုဝယ်တာကအကောင်းဆုံးနည်းလမ်းပါပဲဖုန်းပေနဲ့ wifi ဒါကတော့တစ်လကိုရန်3000ကနေ9000ကြားဝန်းကျင်ရှိပါတယ်ကျောင်းသွားကျောင်းပြန်သွားလာစရိတ် transportation ကတော့ကျောင်းသားကတ် student bus ဆိုတာကိုဝယ်ထားရင်တက်တာပါတယ်များသောအားဖြင့်တစ်လကိုရန်9000ကနေ1000ကြားကုန်ပါတယ်အဲ့ဒီအပြင်ကျမ်းမာရေးအာမခံကတစ်လရန်2000ဝန်းကျင်ပေးရပါကျန်တဲ့အဝတ်အစားတငယ်ချင်းတွေနဲ့လဲတာမျိုးတွေအတွက်ကတော့ရန်1000လောက်တီးတန်းဖယ်ထားတင်ပါတယ်ကဲစုစုပေါင်းတွက်ကြည့်ကြရအောင်ဂျပန်မှာချွေချွေတတာနေမယ်ဆိုရင်တစ်လကိုရန်9000ကနေ10000ကြားကုန်နိုင်ပါတယ်နယ်မျိုးတွေမှာဆိုရင်တော့ပို့ပြီးတော့တက်တာပါလိမ့်အလဲလက်သုံးဆွဲမှဆိုရင်တစ်လကိုရန်10000ကနေ73000ဝန်းကျင်လောက်ကုန်မှာဖြစ်ပါတယ်တိုကျိုမှာဆိုရင်တော့အဲ့ထက်ပို့ပြီးတော့မှကုန်နိုင်ပါတယ်ဒါကြောင့်ဂျပန်မှာအလုံးလုံးလို့ရတဲ့တပတ်28နာရီဝင်ငွေဟာအဲ့ဒီကုန်ကြစည်တွေကိုကာမိစေပေမဲ့ကျောင်းလာကအတွက်ကတော့တီးတန့်စုဆောင်းရမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကဂျပန်သွားမဲ့ကျောင်းသားတွေအတွက်အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်တခုခုသိချင်တာရှိရင် comment မှာမေးခဲ့လို့ရပါတယ်ဂျပန်နစ်ဂျုခုကို like and subscribe လုပ်ထားပေးခဲ့ဖို့လည်းမမေ့ပါနဲ့ဦးနော်